မင်္ဂလာပါမိတ်ဆွေခရစ်စမတ်တခြင်းလေးအတူတူနားထောင်ကြအောင်တခြင်းရဲ့နာမည်ကလွမ်းရဲ့မဆုံးတဲ့ဒီဇင်ဘာမေရီခိုင်းတီဆိုထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီစမာနဲ့လေးတွေကြောင့်အိမ်ကိုတန်တာလို့မျက်ရှိဆိုအမေရဲ့ပြောင်းလေးပြန်လဲမြင်ရှောင်မိကစိတ်နဲ့ကိုမကတ်တော့ပါလားခွဲလဲမသွားရဲ့ဒီစမာဆောင်နေတွေ့နေအမတရားလေးများပေးနေတတ်လို့အနှွေးတမရှိတော့တဲ့နှခမ်းလေးနဲ့ပါပြန်လေဟန်ဆောင်ကပြုံးရှိနေရှင်ဒီစမာရှနယ်လေးချောင်းရှူရပြီဒီစမာချစ်တဲ့များကြောင့်လွန်ရပြီလေအိမ်ကိုပြန်ချင်စိတ်ထိန်ချိုးကလွေထွေးတဲ့မြစ်တစ်ခုစီခဲ့တယ်ဒီစမာရှနယ်လေးချောင်းရှူရပြီခဲတော့စင်ချစ်တဲ့များကြောင့်လွန်ရပြီလေအိမ်ကိုပြန်ချင်စိတ်ထိန်ချိုးကနှွေးထွေးတဲ့မြစ်တစ်ခုစီခဲ့တယ်ပါချမ်းမှာဒီစမာဆောင်ရနေတွေ့နေအမတရားလေးများပေးနေတတ်လို့အနှွေးတမရှိတော့တဲ့နှခမ်းလေးနဲ့ပါပြန်လေဟန်ဆောင်ကပြုံးရှိနေရှင်ဒီစမာရှနယ်လေးချောင်းယူရပြီဒီစမာချစ်တဲ့များကြောင့်လွန်ရပြီလေအိမ်ကိုပြန်ချင်စိတ်ထိန်ချိုးကလွေထွေးတဲ့မြစ်တစ်ခုစီခဲ့တယ်ဒီစမာရှနယ်လေးကြောင့်ယူရပြီခဲတော့စင်ချစ်တဲ့များကြောင့်လွန်ရပြီလေအိမ်ကိုပြန်ချင်စိတ်ထိန်ချိုးကနှွေးထွေးတဲ့မြစ်တစ်ခုစီခဲ့တယ်ပါချမ်းမှာနှွေးထွေးတဲ့မြစ်တစ်ခုစီခဲ့တယ်ပါချမ်းမှာ